အနာပဲအမြဲနေခြင်းသူမင်းအတွက်အမြဲတမ်းအပြေခံလူတယောက်လို့မင်းလေးကြိုက်တယ်လို့အနိုင်ယူသွားလိုက်ပါမင်းမို့လို့အမြဲတမ်းမင်းအရှုံးပေးမယ်လို့မင်းလေးဆိုသမျှအမြဲလို့ခံသူချင်းလို့အချစ်ကိုခံယူထားလို့ကိုရဲ့အချစ်ဟာအရာရာတိုင်းနဲ့နိုင်ရှင်ရဲ့အလုံးအသိမွားပဲရှိတော့တလို့တစ်ချိန်ချိန်မှာမေ့ချစ်တဲ့သူဟာကိုပဲဖြစ်မလားတခြားတယောက်ဖြစ်နေမလားနောက်တစ်ချိန်မှာမကြိုတွေ့တတ်သူမို့တစ်ချိန်ချိန်မှာမေ့ထားသွားမှဆိုညာတိုင်းပဲတွေ့ရင်ကိုမှရင်တွေဖုံးကျင်သူကိုချစ်တော့အကြောင်းတွေကိုစာစီကစကားလုံးများစွာကိုမင်းရှိမှပြောမထွက်တော့မှကိုကြောက်လို့တစ်ချိန်ချိန်မှာမေ့ချစ်တဲ့သူဟာကိုပဲဖြစ်မလားတခြားတယောက်ဖြစ်နေမလားနောက်တစ်ချိန်မှာကိုချစ်တဲ့သူဟာကိုနဘေးနာမှာရှိပါမလားတစ်ချိန်ချိန်မှာမေ့ချစ်တဲ့သူဟာကိုပဲဖြစ်မလားတခြားတယောက်ဖြစ်နေမလားနောက်တစ်ချိန်မှာကိုချစ်တဲ့သူဟာကိုနဘေးနာမှာရှိပါမလားတစ်ချိန်ချိန်မှာမေ့ချစ်တဲ့သူဟာကိုပဲဖြစ်မလားတခြားတယောက်ဖြစ်နေမလားတစ်ချိန်ချိန်မှာရှိပါမလား